ငါဒီလောက်ကောင်းပေးခဲ့တာတော့ငါပေါ်ကိုလူတွေကဖောက်ပြက်နိုင်တော့တယ်တန်မိုးမထားဘူးလို့တွေးခဲ့ဘူးတွေးဘူးပါတယ်ဘာကြောင့်လဲဆိုရင်ဒီအချက်တွေကြောင့်ပထမတစ်ချက်ဒီခံတတ်တဲ့အချက်နံပါတ်2အချက်ဘာပဲဖြစ်နေကိုယ့်ဘော်ကိုမာရင်းတဲ့လူတွေကိုဖွင့်လို့ပြီးနံပါတ်3ချက်စိတ်ဆိုးတဲ့အခါမှာရှူထိုင်းနဲ့စိတ်ဆိုးလွယ်သလားစိတ်ဆိုးပြေရတာလေလွယ်တတ်တဲ့အတွက်ကြောင့်လူတွေကကိုယ့်ဘော်ကိုပေါ်ပြည့်နိုင်လို့ကြတယ်တခါတလေခင်မင်နဲ့ကိုသွေးရင်သားရင်လို့ရောနော်လေးပေါင်းပေးခဲ့ပြန်တော့လေလူဘောကြီးလို့ထင်ခံရပြန်နောက်တစ်ချက်ကဘာလဲဆိုရင်သဘောကောင်းတယ်တနာလဲတနာတတ်တယ်တနာအောင်များပြောလိုက်တယ်ဆိုလို့ရှိရင်မျက်ရည်ဝဲလောက်တဲ့အထိယုံလိုက်